Dango si sai ma, tamu thiu ne. Ni san san ni ka ante. Se ji, kana san ni asi tong ni. iPhone 7 Plus လုံး90တို့ကိုကန်ဆန်းနိုင်တဲ့ခွင့်ရရမှာ။ခဏရှင်တွေကိုနိုဝင်ဘာလမှာရွေးချယ်ပေးပြီးတော့သတင်းစာနဲ့ Dango ပဲတော့ပြရမှာ။ကျညာပြီးမှဖြစ်ပါတယ်။ကဲ Dango မှာစီညဖြစ်ပြီးကန်ဆန်းကြည့်ကြမယ်နော်။ Miss No To Do 2018 ခုနှစ်အတွက် Miss Tourism and Culture Universe နဲ့ Mr. Tourism and Culture Universe ရွေးချယ်ဖို့ပြိုင်ပွဲတစ်ခုပြုလုပ်မယ့်အကြောင်းသတင်းစာရှင်းလင်းပွဲကို August 1 ရက်ကမလီယာဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။ဒီပွဲဟာမြန်မာနိုင်ငံမှာပထမဆုံးအေရှင်ဖြစ်လက်ခံကျင်းပမဲ့ပွဲဖြစ်ပြီးအဲ့ဒီပွဲမှာနိုင်ငံတကာရဲ့ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတွေထိုးတွင်းကြံစမှုပညာတွေကိုလည်းတွေ့မြင်ရတော့မှာပါ။နိုင်ငံတကာနဲ့ရှင်ပြိုင်ရမှာဖြစ်လို့ရုပ်ချောယုံကိုယ့်နိုင်ငံရဲ့ဆက်လက်တစ်ခုကိုလွယ်ထားရုံနဲ့မရဘဲနိုင်ငံသမိုင်းကြောင်းခီးသွွားလုပ်ငန်းတွေအကြောင်းလည်းသိထားရမှာပါလှနေုံနဲ့ချောနေုံနဲ့မရတော့ဘူး body တောက်နေုံနဲ့မရတော့ဘူးကျွန်တော်တို့မှာကြတော့ဒီ tourism နဲ့ culture နဲ့ပတ်သက်တဲ့ဒီဘုဒ္ဓတွေကိုကျွန်တော်တို့အများကြီးစုစည်းမှရတော့မယ်ဟောမြန်မာနိုင်ငံကကိုစားပြုဆိုလို့ရှိရင်တော့မှမြန်မာနိုင်ငံဆွလွယ်ထားတော့လည်းမပြီးတော့ဘူးမြန်မာနိုင်ငံရဲ့ tourism အကြောင်းအသေးစိတ်ပြောပြနိုင်တဲ့အဲ့ဒီဘုဒ္ဓသူ့မှာရှိရတော့မယ်ဆိုတော့ကျွန်တော်တို့အဲ့လို train ပေးဖို့လည်းအစီအစဉ်ရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့အဓိကဒီ program ကတော့အဓိကပြည်တွင်းရောပြည်ပရောအကုန်လုံးမရောက်ဘူးလေလူရောရောက်ဘူးလေလူရောကျွန်တော်တို့ဒီ channel activities ကနေကြည့်ပြီးမှကျွန်တော်တို့ရဲ့tourism အပိုင်းရော culture အပိုင်းရောလေ့လာလို့ရအောင်တခါလဲကျွန်တော် beauty page နဲ့ပေါင်းလို့ရခြင်းဖြစ်ပါတယ်ခင်ဗျ။ပြိုင်ပွဲမှာဝင်းနာဆုရတဲ့သူကို American dollar 1000ချီးမြှင့်မှာဖြစ်ပြီး first runner up ကိုဒေါ်လာ2000နဲ့ second runner up ကိုတော့ဒေါ်လာ1000ချီးမြှင့်သွားမှာပါ။နောက်ပြီးပြိုင်ပွဲမှာ best national costume, best body popularity, photogenic နဲ့ best talent နဲ့ best model စတဲ့ခေါင်းစဉ်တွေနဲ့လည်းစုပေးသွားအောင်မှာဖြစ်ပါတယ်။ဆိုတော့အနုပညာရှင်တယောက်ရက်တည်ဖို့ဆိုတာကဒီပရိသတ်တွေအားပေးထောက်ပံ့မှုကတော့အများကြီးအရေးကြီးတယ်ဆိုတော့တချို့ကပြောတယ်မြန်မာနိုင်ငံတော့ပြိုင်လို့ရှိရင်ဥပမာ for example ပေါ့နော်မြန်မာတော့ပြိုင်လို့ရှိရင်internet စုရလာမှာပဲအဲ့လိုမျိုးလူတိုင်းကပြောကြတယ်ဘာလို့ဆိုအမှန်တကယ်တော့ပြိုင်တဲ့လူတိုင်းကလည်း internet စုမရလာကြဘူးပြောချင်တဲ့တဘောကတကယ်လူတယောက်ရက်တည်ဖို့ဆိုတာကအောင်မြင်ဖို့ဆိုတာကတကယ်သူ့ကိုအားပေးတဲ့ထောက်ခံတဲ့ထောက်ပံ့တဲ့ပရိသတ်ကအရေးကိုအရေးကြီးပါတယ်ခင်ဗျဆိုတော့organization တစ်ခုပဲကောင်းနေလို့မရဘူးဒါပေမဲ့သူ့ကိုလည်းတကယ်ပြည်သက်တွေချက်လာအောင်သူ့ပြည်သက်တွေအားပေးလာအောင်လုပ်ပေးရမယ်ပံ့ပိုးပေးရမယ်အပိုင်းတော့အများကြီးရှိပါတယ်2018 winner Miss No To Do ဖြစ်ပါတယ်ခင်ဗျာ2018အစပိုင်းမှာပြုလုပ်မဲ့ဒီပြိုင်ပွဲကို Miss and Mr. Tourism and Culture Universe Company ကပြုလုပ်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံကိုစားပြုရှင်ပြိုင်ရမယ့်အလှမယ်ကိုစာနယ်ဇင်းမိတ်ဆက်ပွဲမှာတရဖူပေးရချင်းမြင့်ခဲ့တယ်လို့ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံတကာအလှမယ်တွေကိုလည်းမိတ်ဆက်ပေးခဲ့ပါတယ်ဒီနိုင်ငံမှာပထမအဆုံးဖိတ်ခေါ်ပြီးတော့ကျင်းပတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ရောမြန်မာနိုင်ငံအနေနဲ့ရောအများကြီးကုန်ဆောင်နိုင်မှုရှိရဲအဲ့အတွက်ကြောင့်မလို့အားမငယ်ပဲနဲ့စူးစမ်းပါမြန်မာကမ္ဘာမှာစံပြတယောက်အနေနဲ့ရက်တည်သွားနိုင်တယ်ဆိုလို့ရှိရင်လည်းသူတို့အတွက်အများကြီးလည်းကုန်ရှိပါတယ်အဲ့အတွက်ကြောင့်မလို့အားမငယ်ပါနဲ့အများနဲ့မြန်မာရှေ့တန်းမှာဖြစ်နေအောင်ချပြခွင့်ရနိုင်တဲ့ Mr. Miss တွေဖြစ်ပါစေလို့လည်းဒီမှာဆုတောင်းပေး